ရှေ့ရလေးတစ်ခုသင်္ကန်းသာယူစရာလည်းအလွန်ကောင်းပါတယ်လူတယောက်ကားလေးတစ်စီးအသစ်ဆက်ကားလေးတစ်စီးဝယ်ပြီးတော့အိမ်ကိုမောင်းလာတယ်ကားလေးဝယ်လာတာဆိုတော့ပိဋကရဲ့ရှေ့ရကြည့်လိုက်နောက်ကကြည့်လိုက်ပေါ့ဟာငါဘယ်လောက်ပေးရတာအယောင်လေးကဘယ်လိုပဲခေါင်းကန်းဖွင့်ကြည့်လိုက်နောက်ကနေလှမ်းကြည့်လိုက်သူ့ရဲ့သားလေးက6နှစ်အရွယ်ဟောအဖေရောက်လာပြီဆိုတော့ကာနာရောက်လာတယ်သူ့ဖေကတော့သူ့သားလေးစီလို့စီမံကုန်တတိကမပြုမိဘူးဒီကားလေးပဲကြည့်နေတယ်အဲ့ချိန်မှာအဲ့နာမှာကြည့်ကြောက်ခဲနဲ့အဲ့ဒီကားကိုစာရေးလိုက်တယ်ကားအသေးဆက်တဲ့ကြောက်ခဲနဲ့ရေးတယ်ဆိုတော့စဉ်းစားကြည့်ပေါ့နော်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်အဲ့တော့တခါတည်းသူကဒီဘက်လေရောက်ရောဟာချစ်ချုပ်ထားတာတွေ့တော့ဒေါသတွေဖြစ်ပြီးတော့ဟာတခါတည်းငါသားမိုက်လိုက်တာကွာငါအခုမှကားလေးဝယ်လာတာမင်းမသိရခေါင်းလားဆိုပြီးတော့အဲ့နာမှာရှိတဲ့တန်ခွားနဲ့လက်ကိုရိုက်တယ်လက်လွန်ပြီးတော့ဒဏ်ရာအနာတရားဖြစ်သွားဘယ်လောက်ထိဖြစ်သွားလဲမသိဘူးစေကန်းရောက်တော့လက်ချောင်းလေးဖြတ်လိုက်ရလျှက်ရပြဖြစ်ပေါ်လာတဲ့ဒေါသနော်အဲ့ဒီဒေါသရဲ့ပေါက်ကွဲမှုကြောင့်လက်လွန်ချစ်လွန်ဖြစ်သွားတယ်လက်ချောင်းလေးဖြတ်လိုက်ရပြီအဲ့ဒီချိန်မှာတခါတည်းသားလေးကသူ့ရဲ့လက်လေးကျတော့လက်တစ်ချောင်းကမရှိဖြတ်လိုက်ရပြီလေဘယ်ရှိတော့မလဲဒီမှာသူ့အဖေကိုမေးတယ်ဖေရဲ့လက်ချောင်းလေးဘယ်တော့ပြန်ထွက်လာမှာလဲကလေးဆိုတော့နော်ဒါလေးလှမ်းပြီးတော့မေးလိုက်တော့ဖခင်ဖြစ်သူမခံစားနိုင်တော့ရိုက်တုံးကတော့ဒေါသကြောင့်ရိုက်ပြီးတော့နောင်နာရပြီရိုက်ပြီးတော့ဆုံးမခြင်းကိုဘုန်းကြီးတို့ဗုဒ္ဓဝါဒမှာလက်မခံဘူးအခုခေတ်မှပေါ်လာတာမို့ရိုက်ပြီးတော့ဆုံးမခြင်းမကောင်းဘူးဆိုတာမြတ်စွာဘုရားကနည်းနည်းမှခွင့်မလို့ဘူးလက်နဲ့မဲ့ဝါဒတွေဘုန်းကြီးတို့ဗုဒ္ဓရဲ့ဝါဒအဲ့ဒါကြောင့်ဘိသိက်သားလေးကပြန်မေးလိုက်တဲ့စကားပေါ့လက်ချောင်းလေးအဖေဘယ်တော့ပြန်ထွက်လာမှလဲဆိုပြီးတော့ငိုရှုံငိုမဲမဲနဲ့မေးလိုက်တာပေါ့အဲ့လိုငိုမဲမဲနဲ့မေးလိုက်တဲ့စကားလေးကြားတော့ဖခင်ဖြစ်သူစကားလုံးရှာလို့မရတော့အဲ့နောက်တခါတည်းအိမ်ကိုပြန်သွားပေါ့ကားကြည့်လိုက်ချစ်ချုပ်ထားလားတခြားကြည့်တော့အဖေကိုချစ်တယ်ဟာစာရေးလိုက်တာအဖေကိုချစ်တယ်သားကအဖေကိုချစ်ပင်ပဲဖေကသားကိုရိုက်လိုက်တယ်အဲ့ဒီစာလဲမြင်တော့ဘလို့မှကိုထိန်းချုပ်လို့မရတော့အဲ့ဒီလူဟာနော်ကိုတတ်သေးသွားတယ်တရားကံကပါလေဒေါသဟာလွန်ခဲ့လာပြီဆိုရင်ပေါက်ကွဲတတ်တယ်အဲ့ဒီဒေါသကိုပိဋကရေးထိန်းချုပ်နေအောင်ကြိုးစားကြောက်ကဘာပဲဒီလူပါတယ်ကြောက်ကဘာတွေကြသွားတာကုတ်တော်အဋ္ဌနာဇာနာဒီဒေါသကြည့်ရင်အကောင်းအဆိုးနားမလဲတော့ဘူးသူများပြောလဲလက်မခံနိုင်တော့ဘူးဒါကြောင့်ပိဋကရေးဒီဒေါသလေးကိုထိန်းချုပ်ဖို့လိုပါတယ်ပညာရှိတို့မြည်သည်သူများအမှားကသင်ခန်းစာယူတယ်လူမိုက်တို့မြည်သည်ကိုယ်တိုင်မှားမှသင်ခန်းစာယူတယ်ပို၍မိုက်တော်သူတို့သည်ကကိုယ်တိုင်မှားပါလေရဲ့သင်ခန်းစာမယူနိုင်ဘူးသင်ခန်းစာယူတတ်တယ်ဆိုရင်ကိုဒါမဆိုးဘူးအခုတော့ကိုယ်တိုင်မှားပါလေရဲ့သင်ခန်းစာမယူနိုင်ဘူးတဲ့အဲ့ဒါအမိုက်ဆုံးပဲအဲ့တော့ဗိဓရဲ့ဒီဖြစ်စဉ်လေးတွေပြောရခြင်းသည်ကိုယ်ကြရင်ဒီလိုမဖြစ်စေဘူးနော်မှားပြီးမှငါတော့သွားပါပြီဆိုလို့ဗိဓရဲ့နောက်ပြန်ဆိုလို့မရတော့ဘူးနော်ဇက်လန်းတာနောက်ကိုကြော်ပြီးတော့ပြန်ကြည့်လို့ရတာတကယ်ဘဝဖြစ်စဉ်မှာဗိဓရဲ့နောက်ကိုပြန်ရစ်လို့ရလားငါမှားသွားပြီဟဲ့ငါနောက်အဲ့နေရာလေးပြန်စားအောင်မှာပဲလုပ်လို့မရတော့နော်ပြန်ရစ်လို့မရတော့ဘူးဗျဇလန်းတာပြန်ရစ်လို့ရတာဒါကြောင့်ဘိသိက်တန်တရာခရီးသွားအမှားမလုံးမိစေနဲ့ဆိုတော့အဲ့ဒါပြောတာ